ကျွန်တော်စစ်တပ်ထဲရောက်တဲ့ပထမဆုံးအပတ်မှာပဲစစ်သားတယောက်ကျွန်တော်နားလျှောက်လာပြီးသူ့ဦးထုံးနဲ့ကျွန်တော်မျက်နှာကိုစောင့်တိုက်ပစ်လိုက်တယ်လန့်သွားပြီးကျမ်းပြင်ပေါ်လဲကျသွားခဲ့ရတယ်ဘယ်စစ်သားကကျွန်တော်ကိုလာရိုက်လဲဆိုတာတော့မသိလိုက်ဘူးကျွန်တော်မျက်လုံးကညိုမဲပြီးရောင်းကိုင်းပိတ်ဆို့သွားခဲ့တယ်ကျွန်တော်ပြန်ထားပြီးသူ့ကိုလွှဲရိုက်ဖို့လုပ်တော့နောက်စစ်သားတယောက်ကကျွန်တော်လက်မောင်းကိုလှမ်းဖမ်းလိုက်တယ်မင်းနေရာမှာငါဆိုရင်တော့သူ့ကိုပြန်မချဘူးတဲ့ကျွန်တော်ကဘာလို့လဲလို့မေးလိုက်တယ်သူကကျွန်တော်ကိုလာရိုက်တဲ့လူကိုလက်ညှိုးထိုးပြတယ်အဲ့ဒါတက်မှုရဲ့သားအောင်မင်းနဲ့သူ့အဖေကဒီတက်စခန်းတစ်ခုလုံးကိုအုပ်ချုပ်နေတာမို့လို့သူ့ကိုဘယ်သူမှထိလို့မရဘူးသူကအပြစ်ပေးမခံရမှန်းသိနေတော့ပျော်ယုံတက်တက်နဲ့လူတွေကိုလိုက်နိုင်ကျင့်နေတာအခုတော့မင်းကသူ့ရဲ့ပြစ်မှတ်အစ်စ်ဖြစ်သွားပုံရတယ်တဲ့ဒါပေမဲ့နှစ်ပတ်ကြာထိတော့ကျွန်တော်ကသူ့နိုင်ကျင့်တာကိုအလျှော့ပေးဖို့စိတ်ကူးမရှိခဲ့ဘူးမနက်ခင်းလေ့ကျင့်ခန်းလုပ်ချိန်မှာကျွန်တော်တို့တိုက်ထိုးနေကြတယ်အောင်မင်းကကျွန်တော်နားလျှောက်လာပြီးကျွန်တော်လက်ကိုသူ့အားရှိသမျှနဲ့တနင်းပစ်လိုက်တယ်ကျွန်တော်လက်ထဲကအယိုးတွေကျိုးအပ်သွားတဲ့အတန်ကိုကြားလိုက်ရတယ်သူကငြံပြီးတိုးတိုးလေးပြောတယ်မင်းဘာလုပ်နိုင်မှလဲတဲ့ကျွန်တော်ထားပြီးတက်မှုရုံးခန်းစီလျှောက်သွားတယ်ကျွန်တော်လက်ကိုပြပြီးသူကူညီလိုက်မယ်ထင်တဲ့တိုင်တန်းလိုက်တယ်ဒါပေမဲ့သူ့အဖေကကူညီမဲ့စာပြဿနာဆရှာလို့ဆိုပြီးကျွန်တော်ကိုအပြစ်ပေးပြီးအပိုတာဝန်တွေပေးခဲ့တယ်သူကမင်းနောက်တစ်ချိန်ထပ်အစီရင်ခံရရင်အထုတ်ခံရမယ်လို့ပြောတယ်အဲ့လိုအဖြစ်မခံနိုင်ဘူးဘာလို့လဲဆိုတော့အစိုးရစီကရတဲ့ခံစား권တွေဆုံးရှုံးပြီးကျွန်တော်မိသားစုဒုက္ခရောက်သွားမှာမို့လို့ပဲဒါကိုကျွန်တော်ဘာသာပဲဖြေရှင်းရတော့မယ်လက်ကတစစ်စစ်ကြိုက်ခဲနေရင်တက်မှုရုံခန်းထဲကနေရှောက်ထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲစင်ကြံလန်းကကြော်ညာတင်ပုံးကိုလှမ်းမြင်လိုက်ရတယ်နောက်ထပ်ရက်ပိုင်းအတွင်းမှာနှစ်ပတ်လေတက်စခန်းစစ်ဆေးရေးရှိနေတယ်နောက်ပတ်မှာယာဒူးကြီးအရာရှိတယောက်လာလဲမယ်တက်မှုထက်ယာဒူးကြီးတဲ့သူပေါ့ကျွန်တော်ရက်ပြီးအဲ့ဒါကိုစိုက်ကြည့်နေမိတယ်အဲ့ဒီအရာရှိမှာအောင်မင်းကျွန်တော်ကိုလာနိုင်ကျင့်အောင်လုပ်နိုင်ရင်သူ့အဖေတောင်သူ့ကိုအကျိုးဆက်တွေကနေကဲနိုင်မှာမဟုတ်ဘူးဆိုတာကျွန်တော်သိလိုက်တယ်စစ်ဆေးရေးနေ့ရောက်လာခဲ့ပြီးယာဒူးကြီးအရာရှိကတက်မှုနဲ့အတူတက်စခန်းနဲ့ရှောက်ကြည့်နေတာကိုကျွန်တော်မြင်လိုက်ရတယ်အောင်မင်းကစစ်တန်းလျာနာမှာရက်နေတယ်ကျွန်တော်သူ့စီတက်တက်လျှောက်သွားပြီးဖြတ်သွားမှာသူ့အုပ်ထုပ်ကိုပုတ်ချပြီးရဲလိုက်တယ်သူလန့်ပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်ကျွန်တော်ကသူ့နားကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်မင်းဘာလုပ်နိုင်မှာလဲတဲ့သူ့မျက်နှာတစ်ခုလုံးဒေါသတွေနဲ့หนีရဲသွားတယ်သူကျွန်တော်စီပြေးဝင်လာပြီးကျမ်းပြင်ပေါ်လှဲချပစ်လိုက်တယ်သူအားပြင်းတဲ့လက်သီးတွေနဲ့ထိုးတော့တယ်ဒါပေမဲ့ကျွန်တော်ကပြန်မချပဲကျွန်တော်ကခံရတဲ့သူဖြစ်မှန်းသိတာအောင်မျက်နှာကိုပဲကာထားလိုက်တယ်ယာဒူးကြီးအရာရှိကရုံရင်ဆန်ခတ်တန်ကိုကြားပြီးပြေးလာတယ်သူကအောင်မင်းရဲ့အဖေကိုလှည့်ကြည့်ပြီးဒီမှာဘာတွေဖြစ်နေတာလဲတက်မှုခမရဲ့စခန်းမှာဒီလိုအနိုင်ကျင့်တာမျိုးကိုလက်ခံထားတာလားလို့မေးတယ်အောင်မင်းကသူ့အဖေကသူ့ဘက်ကမမရက်တီပေးမလားဆိုပြီးမျှော်လင့်တကြီးကြည့်နေတယ်ဒါပေမဲ့သူ့အဖေကအခုချိန်မှာသူ့သားကိုကာကွယ်ပေးရင်သူ့ယာတူးပြုတ်သွားလိမ့်မယ်ဆိုတာသိနေတယ်တက်မှုကတွေးအေးနဲ့မတက်ရက်ပြီးလက်မခံပါဘူးဆရာကျွန်တော်ဒီလိုအပြုအမူမျိုးကိုလက်မခံပါဘူးဒီစစ်သားကိုယာတူးကထုတ်ပယ်လိုက်ပြီးသူ့ကိုကျွန်တော်စခန်းထဲကနေမောင်းထုတ်လိုက်ပါလို့ပြောလိုက်တယ်ဘယ်သူမှထိလို့မရတဲ့စစ်သားဟာသူ့အဖေရင်အထုတ်ခံလိုက်ရခြင်းကိုခံလိုက်ရပါတော့တယ်